အခုကျမတို့ကဘာကြီးဟာအင်တာမမြန်ကြီးပြောင်းလဲနေတယ်ကျမအခုနိုင်ငံခြားကိုသွားတဲ့ခါကြလို့ရှိရင်အင်တာမတိုးတက်တဲ့ချမ်းသာတဲ့နိုင်ငံတွေကိုကျမကြည့်တယ်ကြည့်ပြီးတော့ကျမစိတ်ထဲမှာဘယ်လိုခံစားချက်ရှိလဲဆိုတော့ကိုပြန်ပြီးတော့သုံးသပ်တာပေါ့နော်ဒီလိုချမ်းသာတဲ့ချမ်းသာမှုတွေရုပ်ပိုင်းဆိုင်ရာချမ်းသာမှုတွေကိုအားကြသလားမမောသလားကျမတို့အဲ့ဒီလိုနေရာမှာနေရရင်ကောင်းမလားဆိုတဲ့စိတ်တွေဖြစ်သလားဆိုတော့ဟိုကိုကျမသုံးသပ်မိပါတယ်အထူးသဖြင့်ပေါ့နော်ကျမဟဝါရီသွားတော့တည်တည်ချာချာစဉ်းစားတယ်ဘာဖြစ်လို့လဲဆိုတော့ဟဝါရီကအင်တာမလှပတယ်ဒီပထဝီအားဖြင့်လည်းအင်တာမလှပတယ်နောက်ပြီးတော့လူမှုအတိုင်းဝိုင်းအားဖြင့်လည်းအင်တာမစိတ်ချမ်းသာစရာကောင်းတယ်ကျမရောက်ဖူးတဲ့နိုင်ငံတွေသူကနိုင်ငံရဲလို့တော့မဟုတ်ဘူးပေါ့နော်အမေရိကန်ပြည်ထောင်စုရဲ့တစ်စိတ်တစ်ပိုင်းဒါပေမဲ့လည်းကျမရောက်ဖူးတဲ့နေရာတွေထဲမှာဆိုလို့ရှိရင်ဒီလူမျိုးအချင်းချင်းခြားနားမှုမထားတာတယောက်ပေါ်တယောက်စာနာတာချစ်ခင်တာဖော်ရွေတာအဲ့ဒါတွေကတော့အင်တာမများပါတယ်ဟဝါရီမှာနောက်ပြီးတော့ပထဝီအားဖြင့်လည်းအင်တာမလှပတယ်ချမ်းသာကြတယ်အခုစင်ကာပူဆိုလို့ရှိရင်လည်းကျမတို့အရှိတိုင်းမှာချမ်းသာတဲ့တိုးတက်တဲ့တန့်ရှင်းတယ်ပေါ့နော်အဲ့ဒါတွေရှိတယ်ဒါပေမဲ့ကျမစဉ်းစားတယ်ဟဝါရီတော့ဒီဟဝါရီကမ်းခြေမှာပေါ့နော်ထိုင်ပြီးတော့ဒီ Pacific သမုဒ္ဒရာကြီးကိုကြည့်လိုက်တဲ့အခါကျတော့ကျမဒီလိုနေရာမျိုးမှာနေကျင်သလားဒီလိုနေရာမျိုးမှာနေလို့ရှိရင်စိတ်ချမ်းသာမလားဆိုပြီးတော့စဉ်းစားကြည့်တော့အမှန်ပြောရင်ကျမစိတ်ချမ်းသာမှာမဟုတ်ဘူး။ဘာဖြစ်လို့လဲဆိုတော့ကျမပြပြတော့မြန်မာနိုင်ငံမှာတူတူပဲပြည်သူတွေနဲ့တူတူလှုပ်ရှားရတာရုန်းကန်ရတာတူတူဆင်းရဲမယ်ဆိုရင်လည်းတူတူဆင်းရဲရတာပို့ပြီးတော့ကျေနပ်မှုရှိတယ်လို့ကျမဒီလိုခြံကားရတယ်။ဒါပေမဲ့ကျေနပ်မှုရှိတယ်ဆိုတာဆင်းရဲတာကိုကျေနပ်တာမဟုတ်ဘူးဘလို့မှဆင်းရဲတာကိုကျေနပ်စရာမလိုဘူးဒါပေမဲ့တူတူဒီဆင်းရဲတဲ့အခြေအနေကနေပြီးတော့ဖောက်ထွက်အောင်လို့လုပ်မယ်လုပ်နိုင်တယ်လုပ်ချင်တယ်ဆိုတော့အဲ့ဒီစိတ်ဓာတ်ကြောင့်မလို့ကျမပို့ပြီးတော့အဆင်ပြေတဲ့နေရာပို့ပြီးတော့ချမ်းသာတဲ့နေရာပို့ပြီးတော့သက်သာတဲ့နေရာမှာနေခြင်းနဲ့စိတ်မရှိတာပါဒီတော့ကျမဒီလိုပြောခြင်းအပြင်ကျမတို့နိုင်ငံခြားမှာရောက်နေတဲ့မြန်မာနိုင်ငံကလာတဲ့ပုဂ္ဂိုလ်တွေအားလုံးဟာပြန်ပြီးတော့လုပ်ရမယ်လို့ကျမမဆိုလိုပါဘူးဒါဟာလက်တွေလည်းမကြဘူးတကယ်တော့လည်းမလိုလားအပ်ပါဘူးတက်နိုင်သမျှတော့ပြန်ပြီးတော့ကူညီစေခြင်းတယ်နောက်လူငယ်တွေကိုအထူးဖြင့်စဉ်းစားစေခြင်းတယ်ကိုယ့်ဘဝကိုဘာအတွက်သုံးခြင်းတယ်အခုကျမတွေ့ရသလောက်တော့အခုကျမတို့မြန်မာနိုင်ငံအပါဝင်ပေါ့နော်တခြားစင်ကာပူလောက်မတိုးတက်တဲ့အရှေ့တိုင်းနိုင်ငံကလူငယ်တွေဆိုလို့ရှိရင်ဒီနိုင်ငံကိုလာခြင်းကြတယ်ဒီမှာတွတ်တက်အောင်လုပ်ချင်ကြတယ်ကျွန်မမေးကြည့်တယ်ခုနကတော့တွေ့တယ်ကျောင်းလူကျောင်းသားတွေကိုဘာလို့အကြိုက်ဆုံးလဲဆိုဒီမှာသူတို့ရွေးချယ်ပိုင်ခွင့်နော်ဘဝအာမခံရရှိတယ်ရွေးချယ်ပိုင်ခွင့်တွေများတယ်ဆိုတော့ရွေးချယ်ပိုင်ခွင့်တွေများတယ်ဆိုတော့ကျွန်မသဘောကျတယ်ဘာဖြစ်လို့လဲဆိုတော့ကျမတို့အခုဒီမိုကရေစီလိုချင်နေဆိုတာဘာလဲနောက်ဆုံးတော့ဒီမိုကရေစီဆိုတာရွေးချယ်ပိုင်ခွင့်ပဲကိုယ့်ရဲ့အစိုးရတစ်ခုကိုသာကိုရွေးချယ်ပိုင်ခွင့်ရှိတာမဟုတ်ဘူးဥပဒေဘောင်အတွင်းကတရားဥပဒေဘောင်အတွင်းကနေပြီးတော့ကိုဘဝကိုဘယ်လိုကြောင်းမလဲဆိုတာကိုရွေးချယ်ပိုင်ခွင့်များတာဟာဒီမိုကရေစီစနစ်ကရလဒ်တစ်ခုပါပဲ။ကြောင့်ရွေးချယ်ပိုင်ခွင့်ဆိုတာဟာအင်တာမလိုအပ်ပါတယ်။အဲ့ဒီတော့ကိုကလည်းရွေးချယ်ရမယ်။ရွေးချယ်ပိုင်ခွင့်ဆိုတာဟာနိုင်ငံရေးစနစ်နဲ့အစိုးရအတင်ပေးထားတာမဟုတ်ဘူး။ကိုယ်တိုင်ကလည်းကိုယ့်ရဲ့ရွေးချယ်ပိုင်ခွင့်ကိုမှန်ကန်သုံးရမယ်။နောက်ဆုံးတော့လူတိုင်းဟာကိုဘဝမှာရှောက်မဲ့လမ်းကြောင်းကိုရွေးရတာပဲ။တခြားလူရွေးပေးလို့တွန်းပို့လိုက်လို့ပါသွားတဲ့လူတွေလည်းရှိတာပေါ့။ဒါပေမဲ့ဒါလည်းနောက်ဆုံးတော့ကိုယ့်ပေါ်မှာတည်တာပဲ။တခြားလူတွန်းပို့သလိုသွားမလား။ကိုဖာကိုရွေးချယ်မလား။အဲ့ဒါကတော့လူတိုင်းတယောက်ချင်းဆုံးဖြတ်မှာပါ။